တက်လုံးရည်တစက်မှာမရှိုးပဲခန္ဓာကိုယ်တစ်ခုလုံးကိုရှင်းနေတုံလင်းပြီးမှအသက်ရှင်နေထိုင်ကြတဲ့လူမျိုးတွေကဘေးနိုင်ငံမှာရှိနေတာလဲဆိုတာကိုမိတ်ဆွေကသိပြီးပြီလားအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာကတော့တဲကန္နာရတွေသမုတ်တရားတွေနဲ့ရှီဟောင်းရင်ကြီးမှုတွေထူးထူးခြားခြားပေါင်းစပ်နေတဲ့နမီးဘီးယားနိုင်ငံရဲ့အောက်ဖွယ်ကောင်းတဲ့လူနေမှုပုံစံနဲ့ထူးဆန်းတဲ့နေရာတွေယဉ်ကျေးမှုတွေအကြောင်းကိုကျွန်တော်ကပြပြပေးမှာပဲဖြစ်ပါတယ်အခုလိုမျိုးစိတ်စားဖို့ကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ဆိုတော့ကျွန်တော်တို့ဗီဒီယိုကိုစလိုက်ကြအောင်နမီးဘီးယားနိုင်ငံရဲ့အထူးခြားဆုံးအရာကတော့သူတို့ရဲ့ထိုင်နေတိုင်းသားတွေရဲ့လူနေမှုပုံစံပဲဖြစ်ပါတယ်အထူးသဖြင့်ဟင်ဘာလူမျိုးလို့ခေါ်တဲ့လူမျိုးတွေဟာဆိုရင်ကမ္ဘာပေါ်မှာထိရှားတဲ့ကလေးတစ်ခုကိုသူတို့တွေကပိုင်ဆိုင်ထားကြပါတယ်သူတို့တွေဟာဆိုရင်တဲတကန်နာရမှာနေထိုင်နေတာကြောင့်ရေအလုံးမရှားပါတဲ့အတွက်သူတို့ဟာဆိုရင်ရေရှိုးလေးလုံးအောင်မှမရှိပါဘူးအဲသူတို့ရေရှိုးမဲ့အစားသူတို့ကကြတော့အသားရည်နဲ့စပင်းတွေကိုထောပတ်ရွှွနီနဲ့စီးပန့်ဝင်တဲ့အပင်တွေကိုရောစပ်ထားတဲ့ OG ဆေးလို့ခေါ်တဲ့အနည်းနဲ့လင်းကျုံပြီးမှသူတို့ရဲ့ခန္ဓာကိုယ်ကိုသူတို့တွေကတန့်စင်ထားကြပါတယ်အားကကြတော့နေအောင်တန်နဲ့ရှင်ကြိုက်တာကိုကာကွယ်ပေးတဲ့ပြင်သူတို့ယုံကြည်တဲ့တဘာဝအလားတရားလဲလုံးအောင်မှဖြစ်နေပါတယ်ဒီအရာတွေကတော့နောက်ထပ်ထူးခြားတဲ့လူမျိုးတွေကဆန်လူမျိုးတွေပဲဖြစ်ပါတယ်သူတို့ကကြတော့အာဖရိကတိုင်းရဲ့ရှေးကြဆုံးမျိုးနွယ်စုတွေဖြစ်ကြပြီးမှသူတို့စကားပြောတဲ့အခါမှာကတော့ရှာနဲ့အာခေါင်ကိုတောက်ပြီးမှအတန်ထွက်တဲ့ click line ကိုအတူပြုကြတာပဲဖြစ်ပါတယ်အလုံးမစွန့်စားဖို့ကောင်းတဲ့လူမျိုးတွေလည်းဖြစ်နေပါတယ်ဒီမျိုးတွေကအောက်ချက်တင်ဆက်ပေးမဲ့အရာကတော့အရန်အောင်မှထူဆန်းပြီးမှကဘာလက်ခီးရွားတွေကြားမှာအရန်အောင်မှနာမည်ကြီးတဲ့ကပအိုဟောင်းဆုံးတဲကန်နာရတွေထဲကအင်္ဂါဂျိုနဲ့တူတဲ့နေရာစူဇက်ပါလီပဲဖြစ်ပါတယ်စူဇက်ပါလီကကြတော့နမ်မီပေါ့နော်နက်ကူဖစ်လို့ခေါ်တဲ့အမျိုးသားဥယျာဉ်ထဲမှာတရှိပြီးမှကဘာလက်ခီးရွားတွေအများဆုံးတွားရောက်လေပတ်တဲ့အထင်ကြီးနေရာတစ်ခုလည်းဖြစ်နေပါတယ်သူကိုအရန်ကိုနာမည်ကြီးစီရတဲ့အကြောင်းရင်းတွေကတခုကကြတော့တဲကန္နာရရဲ့တက်တမ်းပဲဖြစ်ပါတယ်နှစ်တန်းပေါင်း55တန်းကျော်ရှိပြီးမှကပ္ပအိုဟောင်းဆုံးတဲကန္နာရအဖြစ်သူကတော့မတ်တက်ဝင်ထားတာပဲဖြစ်ပါတယ်ဒီနေရာအကြောင်းကိုကျွန်တော်ပြောတဲ့အချိန်မှာဆိုရင်ကျွန်တော်လုံးဝခြံထားလို့မရတဲ့အကြောင်းအရာကတော့ပြိတ္တတွေကိုအဖမ်းစားနိုင်ဆုံးအပိုင်းဖြစ်တဲ့ Death Valley အကြောင်းပင်တွေအကြောင်းပဲဖြစ်ပါတယ်အတိတ်ပဲကတော့တည်ဆုံးသွားတဲ့ချိုင်ဝမ်ပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း900ခန့်ကရာသီဥတုပြောင်းလဲမှုကြောင့်မြစ်ရည်စီးဆင်းမှုလုံးဝမှရပ်တန့်သွားတဲ့အချိန်မှာဆိုရင်ဒီချိုင်ဝမ်အတွင်းမှာရှင်တန်နေတဲ့ကလာအုပ်စူးပင်ပေါ့နော်ကာမာထရွန်ထရီတွေဟာဆိုရင်လုံးဝရေမရတော့ဘဲနဲ့ဝမ်းနည်းစာကောင်းစွာအားလုံးတည်ဆုံးသွားရတာပဲဖြစ်ပါတယ်ဒါပေမဲ့အအောင်ဖို့ကောင်းတဲ့အချက်ကကြတော့အဲ့ဒီဒေတာမှာအရန်ကိုမှပူပြင်းပြီးမှရှောက်တိလွန်တဲ့အတွက်ကြောင့်တည်ဆုံးသွားတဲ့တစ်ပင်တွေဟာဆိုရင်ပုတ်သွေးဆွေးမြေ့သွားခြင်းမရှိဘဲနဲ့နေအောင်ရှိတန်ကြောင့်ပဲအခုလိုမျိုးမီးတွေးသုံးများကဲတော့ပေါ့နော်မဲနဲ့ကမတ်တက်ကြီးရက်ပြီးမှအခုလိုမျိုးအရန်လာပါစွာတဲကန်ထားနဲ့အတူအဲ့ဒီချိုင်ဝမ်တစ်ခုလုံးကိုတန်စာတစ်ခုအနေနဲ့အခုလိုမျိုးလာပါစွာရှိနေတာပဲဖြစ်ပါတယ်ဒီကြရဲ့နောက်ထပ်ထင်ရှားတဲ့အမှတ်သားကတော့အရာမတေးခုံတွေကြီးတွေပဲဖြစ်ပါတယ်အဲ့ဒီတေးခုံတွေကြီးကဘယ်လောက်ထိတောင်မှမြင့်လဲဆိုတော့မီတာ300ကျော်ထိကိုမြင့်မားတဲ့အရာမတေးခုံကြီးတွေပဲဖြစ်ပါတယ်ဆိုတော့တေးပွင့်တွေထဲမှာပေါ့နော်တန်တက်ပါဝင်မှုအရန်များတဲ့ကြောင့်လီထုနဲ့ထိတွေ့လိုက်တဲ့အခါမှာဆိုရင်အဲ့ဒီတဲတွေကတက်တန်းပူရင်းလေးအယောင်ပူနီလေးပို့ပြီးတော့ရဲတောက်လာလေးဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့ကလေ့လာတွေ့ရှိရတာပဲဖြစ်ပါတယ်သူကို Big Daddy လို့အမည်ပေးထားတဲ့တဲခုံအမြင့်ပေပေါ့နော်1066ပေဟာဆိုရင်ကဘာပေါ်မှာရှိတဲ့အနည်းဆုံးတဲခုံများထဲမှာဆိုရင်တခုအပါဝေးဖြစ်တဲ့အတွက်ကြောင့်ဒီတဲခုံတွေကိုလည်းကျွန်တော်တို့ကလုံးဝခြံထားလို့မရပါဘူးဒီနေရာအကြောင်းပြောမယ်ဆိုရင်ပေါ့နော်နမီးဘီးယားနိုင်ငံရဲ့လူမှုယဉ်ကျေးမှုဆိုင်ရာအချက်လက်တွေကအရေးကုန်မှလေးစားဖို့ကောင်းပါတယ်နမီးဘီးယားနိုင်ငံဟာဆိုရင်ဧရိယာအခြေကြီးဖြစ်ပေမဲ့လူဦးရေ1.5 တန်းကျော်ပဲရှိလို့ကဘာပေါ်မှာလူနေသိပ်သေးစာဒုတိယအနည်းဆုံးနိုင်ငံတစ်ခုလည်းဖြစ်နေပါတယ်ရုံတုံးဘာသာစကားအနေနဲ့အင်္ဂလိပ်ဘာသာစကားကိုသူတို့ကအသုံးပြုကြတာဖြစ်လို့ကျွန်တော်တို့တွားရောက်လေပတ်ခဲ့မယ်ဆိုရင်လည်းကျွန်တော်တို့အများကြီးတွေ့ကူစီမှာပဲဖြစ်ပါတယ်အဲ့ဒါပြင်ဂျာမန်အာဖရိကန်နဲ့ဌာနေတိုင်းသားဘာသာစကား10မျိုးလုံးကိုရောသုံးပြီးမှနေထိုင်ကြတဲ့လူမျိုးတွေလည်းဖြစ်နေပါတယ်အဲ့ဒါအပြင်အထူးခြားဆုံးအချက်တစ်ခုအနေနဲ့ကတော့နမီးဘီးယားဟာကမ္ဘာပေါ်မှာတဘာပတ်ဝန်းကျင်ကာကွယ်ဆောင်ရှောက်ရေးကိုနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာထည့်သွင်းပြဋ္ဌာန်းထားတဲ့ပထမဦးဆုံးအာဖရိကနိုင်ငံလည်းဖြစ်နေတဲ့အချက်ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲ
ချက်တစ်တွေကြက်မဲနဲ့စီရိုင်းတွေလိုမျိုးခြားပါတွေးဆန်တွေကိုအကောင်းဆုံးထိန်းသိမ်းထားနိုင်တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ခီးထွားတဲ့အနေနဲ့ကတဘာဝတိုးရင် trick ဆန်တွေကိုတဘာဝအတိုင်းရှင်တန်ချက်စားနေတာကိုကျွန်တော်တို့ကလေ့လာခွင့်ရမှာပဲဖြစ်ပါတယ်ကဲပရိသတ်ကြီးကရောရွှေနီတွေနဲ့အလားဆင်ထားတဲ့ဟီမာလူမျိုးတွေကစားလို့တဲကနာရအရက်စုစားဖို့ကောင်းတဲ့တဲကနာရတွေရဲ့အချက်တွေထဲမှာပေါ့နော်ပေရတွေကတင့်ကိုအံ့ဩဆုံးလဲဆိုတာကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြီးတွားခဲ့ကြပါဦးအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆုံကြပါမယ်